ကျွန်တော်မိတ်ဆွေတွေအတွက် Tarot ဆွဲပေးပါမယ်ကနံပါတ်1ကနံပါတ်2ရေးပေးဖို့လိုပါတယ်ကျွန်တော်ကနံပါတ်1ကနံပါတ်2နှစ်ကဆွဲပေးပြီးသွားပါပြီကျွန်တော်မိတ်ဆွေတွေအနေနဲ့ကနံပါတ်1ကိုရေးထားတဲ့သူတွေအတွက်အရင်ဆုံးနမိတ်ဖတ်ကြားပေးပါမယ်ကျွန်တော်ဒီ Horseran ကိုကျွန်တော်ဖတ်ကြားပေးနေတဲ့အချိန်မှာလူကြီးမင်းကြုံလာရမယ့်အရာတွေဟာတိုးတက်ကောင်းမွန်တဲ့အပြောင်းအလဲတွေကိုကြုံလာမှာဖြစ်ပါတယ်အင်တာဗျူးဖြေနေတယ်ဆိုရင်လည်းအင်တာဗျူးကိစ္စအောင်မြင်မယ်အလုပ်ရှာနေရဆိုလို့ရှိရင်လည်းအလုပ်ကိစ္စရမယ်အထူးသဖြင့်နိုင်ငံခြားမှာအလုပ်ရှာနေတဲ့သူတွေနိုင်ငံခြားနဲ့ပတ်သက်တဲ့လူတွေအတွက်အလွန်ပဲအကျိုးပေးကောင်းမွန်နေတဲ့ကာလတစ်ခုဖြစ်ပါတယ်ဒါကြောင့်ခံကောင်းတဲ့အဆင်ပြေမယ်တိုးတက်မယ်ဆိုတဲ့နမိတ်ကဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းကောင်းတဲ့အနေအထားတွေကိုပြဆိုနေတာဖြစ်ပါတယ်ကျွန်တော်ကနံပါတ်2ကိုရွေးထားတဲ့သူတွေအတွက်ပါကနံပါတ်2ကိုရွေးထားတဲ့သူတွေအနေနဲ့ကကြတော့ကျွန်တော်တို့ပင်ပန်းတာလေးနည်းနည်းကြုံရမယ်တခုခုကိုလှုပ်ဖို့အတွက်ကိုကြကုတ်ကြခဲကြိုးစားရတာမျိုးနည်းနည်းခက်ခဲတယ်ဆိုတာမျိုးကိုကြုံတွေ့ရပါမယ်အဲ့ဒီလိုကြုံတွေ့ပြီးရင်တော့ရလက်ကောင်းတွေရရှိလာမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီကာလမှာမိမိတို့နှစ်သက်တဲ့မိမိတို့ရတဲ့ဖျားစာရွတ်ပါပြီးရင်မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာရှိတဲ့နတ်တွေကိုမေတ္တာပို့ပါအမျှဝေပါပြီးရင်ကိုလှုပ်တဲ့အရာတွေမှာအဆင်ပြေပါစေကြောင်းကျွန်တော်တို့သစ္စာပြုအထိတ်ထံပါခင်ဗျာအဲ့ဒီလိုလုပ်မယ်ဆိုလို့ရှိရင်လူကြီးမင်းတွေကိစ္စတွေကတဖြည်းဖြည်းနဲ့အဆင်ပြေမှုတွေကောင်းမွန်မှုတွေဘက်ကိုရရှိလာပါလိမ့်မယ်ခင်ဗျာကျောင်းမိတ်ဆွေအားလုံးပဲကျွန်တော်ဗီဒီယိုကြိုက်လို့ရှိရင်comment မှာမှန်ခဲ့ပေးပါအောင်ခင်ဗျာနောက်ဗီဒီယိုတွေတွေ့ရအောင်လဲကျွန်တော်ရဲ့ page လေးကို follow လေးလုပ်ခဲ့ပေးပါအောင်ခင်ဗျာ